ရခိုင်ပြည်ကျောက်ဖြူရမ်းပြဲနဲ့တောင်ကုန်းမြို့နယ်ရှိစစ်ရှောင်းတွေကိုစားနပ်ရိက္ခာနဲ့ခြံတော်များထောက်ပံ့ပေးခဲ့တယ်လို့ Arakan Responder for Emergency ရဲ့တာဝန်ရှိသူတို့ကဆိုပါတယ်။ Arakan Responder for Emergency နဲ့အလူရှင်တွေရဲ့စုပေါင်းလူဒန်းမှုအဖြစ်ပထမအကြိမ်မှာ1350ကိုဒုတိယအကြိမ်မှာဓမ္မပရဟိတအသင်းရဲ့လှူဒန်းမှုအဖြစ်စံအိတ်900ကိုရမ်းပြဲရှိတိုက်နယ်၄ခုတောင်ကုန်းမအီမြို့နယ်မှာရှိတဲ့ကျောက်ဖြူစစ်ရှောင်းတွေကိုလူဒန်းပေးခဲ့တာလို့သိရပါတယ်။ဒီဇင်ဘာလ19ရက်လောက်ကနေဒီဇင်ဘာလ25ရက်လောက်လေးထိကျောက်ဖြူနဲ့ရမ်းပြဲမှာရှိတဲ့ကျောက်ဖြူစစ်ရှောင်းတွေကိုပတ်စံ1350ဘူးလောက်ဆန်စီမယုတ်ပေါ့နော်အဲ့ဒါတွေထောက်ပံ့ခဲ့တာရှိတယ်ပြီးလို့ရှိရင်ပထမတစ်ဖက်ကျွန်တော်တို့ရှင်ထောင်တွေထောက်ပံ့တော့မရလိုက်တဲ့ပဲအသစ်စစ်ရှောင်းလာလဲစစ်ရှောင်းမိသားစုတွေကိုရှင်ထောင်တွေထပ်ပြီးတော့ထောက်ပံ့တာရှိတယ်အဲ့တော့ရမ်းဘေးမှာဆိုလို့ရှိရင်အဲ့ဒီပထမတစ်ကြိမ်တုန်းကဆိုလို့ရှိရင်ရမ်းဘေးမှာရှိတဲ့ကြောက်ဖြူစစ်ရှောင်းအိမ်ထောင်စု900လောက်ကိုကျွန်တော်တို့ဆန်စီမချောက်ပြီးတော့ရှင်ထောင်ပေါ့နော်ခုနကပြောတဲ့အတိုင်းအသေးရောက်လာတဲ့စစ်ရှောင်းတွေအတွက်ရှင်ထောင်တွေထောက်ပံ့တာရှိတယ်ကြောက်ဖြူဆိုလို့ရှိရင်အိမ်ထောင်စု2000ကျော်လောက်ကိုဆန်စီမချောက်တို့ထောက်ပံ့တာရှိတယ်အဝတ်ထေကတော့ကျွန်တော်တို့မြောက်ဦးကနေအလူခံပြီးရထားတဲ့အဝတ်ထေတွေပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ထောက်ပံ့ခဲ့တာရှိတယ်ဆိုတော့ရမ်းဘေးကိုထောက်ပံ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဇန်နဝါရီလ9ရက်နဲ့10ရက်နေ့လောက်မှာကျွန်တော်တို့ဓမ္မရခိတအသင်းကလူထားတဲ့ဆန်အိတ်900ထဲကဆန်အိတ်250ကိုရမ်းဘေးမှာရှိတဲ့ပထမပေးတော့မပါလိုက်တဲ့တခြားတိုင်းနယ်၄ခုကိုကျွန်တော်တို့ဆန်အိတ်250ကိုထောက်ပံ့တာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တောင်ကုန်းမှာရှိတဲ့ကျောက်ဖြူကစစ်ဆောင်တွေတက်ဆန်အိတ်250ကိုထောက်ပံ့တာရှိတယ်ဆိုတော့ကျွန်တော်တို့ကတော့အခုလုပ်နေတဲ့စင်ထောက်ပံ့မှုတွေကတော့ရမ်းပြီးကျောက်ဖြူတောင်ကုန်းပါတယ်လို့တော့ပြောလို့ရတယ်ဗျအခုလိုကုညီလူဒန်းမှုတွေရှိနေပေမဲ့လည်းအိုးအိမ်ဆုံးခွာပြီးထွက်ပြေးလာရတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်လိုအပ်ချက်တွေကတော့ရှိနေသေးပဲလို့သူကဆိုပါတယ်ဟုတ်တခြားလိုအပ်ချက်ပါတယ်ရှိနေဆိုတော့ကျွန်တော်တို့ကစစ်ဆောင်တွေဆိုပေမဲ့စစ်ဆောင်တွေလိုအပ်ချက်ကကျွန်တော်တို့လိုအပ်ချက်နဲ့အတူတူပါပဲကျွန်တော်တို့နေစဉ်နေတိုင်းကျွန်တော်တို့ထမင်းစားဖို့လိုတယ်ကျွန်တော်တို့နေစဉ်နေတိုင်းနေပြီးတော့အဝတ်တွေဝတ်ဖို့လိုတယ်ကျွန်တော်တို့နေစဉ်နေတိုင်းမုန်းတွေစားဖို့လိုတယ်အဲ့လိုပဲစစ်ဆောင်တွေမှာလည်းအဲ့ဒါတွေအကုန်လိုအပ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လိုအပ်တာထက်ဘာလိုအပ်လဲဆိုတော့သူတို့မှာကအိမ်ကနေဘာတစ်ခုမှမယူလာရတဲ့စစ်ဆောင်တွေရှိတယ်တချို့စစ်ဆောင်တွေကတော့ယူလာရတာရှိတာပေါ့နော်ဒါပေမဲ့မယူမလာရတဲ့စစ်ဆောင်တွေအတွက်ကြတော့တခြားကျွန်တော်တို့လိုအပ်တာထက်တောင်မှအများကြီးလိုနေတာရှိတယ်ဥပမာအစာဦးဆောက်ပေးတာတို့ပြီးတော့ရင်အဝတ်ထေဆိုလို့ရှိရင်တချို့တွေမှာဆိုရင်အဝတ်ထေ3စုံပဲပါလာတယ်အဲ့လိုမျိုးစစ်ဆောင်တွေလည်းရှိတယ်ပေါ်ကပြောခဲ့သလိုဥခွက်ပကံမပါလာတဲ့စစ်ဆောင်တွေလည်းရှိတယ်အဲ့လိုမျိုးအများကြီးရှိနေတော့လိုအပ်ချက်ကတော့အစုံပါပဲဗျကျွန်တော်တို့စဉ်းစားရသလောက်စဉ်းစားလို့ရနိုင်တဲ့များအကုန်လုံးကတော့စစ်ဆောင်တွေမှာလိုအပ်ချက်ရှိနေပါတယ်လက်တလုံးမှာတော့ရခိုင်ပြည်စစ်တွေနဲ့ကြောက်ဖြူမျိုးအပြင်ရခိုင်ပြည်နယ်စပ်ဒေသ3ခုမှာလည်းစစ်ကော်မရှင်နဲ့အာရခတပ်တော်တို့ကြားတိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။